မင်းတီလား Formula 1ကားတစ်စီးစီကအသေးစိတ်ပြောရရင်လုံးဝသိပ်လွယ်တဲ့အတိုင်းမရှိပါဘူးကားတစ်စီးမှာပဲဈေးသားချီပေါင်းများစွာထွတ်နေတာလို့သိရင်အံ့ဩတင်မယ်နော်အကျဉ်းဆုံးဒီကားတွေဟာအရှိန်နဲ့တပြားရီနဲ့လေရုကိုတောင်ဖျက်နိုင်အောင်ဒီဇိုင်းလုပ်ထားတယ်Air carbon fiber နဲ့ titanium ဆိုတဲ့တမဏိထပ်ပင်ပိုတန်နဲ့အထူးပစ္စည်းတွေသုံးရတယ်။နောက်တစ်ချက် engine တစ်လုံးတောင်မူရင်းကားတစ်စီးလောက်ဈေးကြီးတယ်။တစ်လုံးနဲ့တစ်ခါသုံးပြီးပြန်တင်ရတာဖြစ်လို့အမြဲသိနေဖို့လိုတယ်။ပေါင်းပြီးတော့ testing, computer simulation နည်းပညာဖွံ့ဖြိုးရေးမှာတန်းပေါင်းအများကြီးကုန်ကြတယ်။တစ်စီးကိုတောင်မတူတဲ့ data system တွေနဲ့ထုတ်လုပ်ရတာကြောင့်ထူးခြားလာတယ်။နောက်ဆုံးတော့အမြန်ဆုံးဖြစ်ဖို့အတွက်မနာနိုင်တဲ့စမ်းသပ်မှုတွေနဲ့ချိုးတဲ့ချက်မရှိအောင်တစည်းတဲ့အတွက်တန်ပေါင်းများစွာကုန်ကြနေတာပဲဒါကြောင့် Formula 1ကားတစ်စီးဆိုတာပုံမှန်ကားတစ်စီးမဟုတ်ပဲနီးပညာတုတေသနလေဒင်ကေတာနဲ့စွမ်းအားအကောင်းဆုံးပေါင်းစပ်မှုပဲ follow လုပ်ထားပြီးကားအကြောင်းစိတ်လှုပ်ရှားဖို့ fact တွေနောက်တစ်ခါထပ်ကြည့်လိုက်အောင်နော်